အချိန်လေးနှစ်ပေးုံနဲ့ဘွဲနှစ်ခုရမယ် Global Academy SCN University ရဲ့ကျောင်းသားကတွေကဘယ်လောက်ရှိမလဲ Global Academy မှာဆိုလို့ရှိရင်တော့အချိန်လေးနှစ်ပေးုံနဲ့ CM University ကပေးရတဲ့ဘွဲအပြင်မှာ Australia ရဲ့ Latrobe University နဲ့ Canada နိုင်ငံရဲ့ University of Victoria တို့ကနေပြီးတော့ပေးအပ်တဲ့ဘွဲတွေကိုပါရရှိမှာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ကျောင်းသားကတွေကရောဘယ်လောက်ရှိမလဲ Global Academy ရဆိုလို့ရှိရင်တော့ CM University ကနေပြီးတော့ဖွင့်လှစ်ထားတဲ့ International Program ဖြစ်တဲ့အတွက်ကြောင့်မလို့ဘတ်8သိန်းကျော်လောက်ရှိပြီးတော့ရိုးရိုး CM University နဲ့ရှင်လို့ရှိရင်တော့ဈေးနှုန်းကနည်းနည်းတော့များပါတယ်။ဒါပေမဲ့စိတ်မပူပါနဲ့နော် Global Academy ရဲ့ CM University ကို FAI နဲ့တစ်ဆင့်ကျောင်းရှောက်မယ်ဆိုလို့ရှိရင်တော့ကျောင်းသားကဘတ်2သိန်းကျော်တက်တာအောင်ကူညီပေးသွားအောင်ပါနော်။ဒါဆိုလို့ရှိရင်ကျောင်းသားကအနေနဲ့ဆိုရင်ဘတ်8သိန်းကျော်ကနေပြီးတော့6သိန်းကျော်လောက်ထိပဲကျတင်တော့မှာနော်။ Scholarship အနေနဲ့300ကျော်ဝန်းကျင်အောင်ရရှိမဲ့အခွင့်အရေးဖြစ်တာအတွက်ကြောင့်မို့လို့စိတ်ဝင်စားရလို့ရှိရင်အခုပဲ FAI ကိုလာခဲ့လိုက်တော့နော်။တတန်း